ဒါပါ Andy Computer Channel ကနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့ name request လောက်တာနဲ့ F4 shortcut တွေသုံးတာကိုပြောပြပေးပါမယ်နော် name request လောက်တယ်ဆိုတာကဥပမာကျွန်တော်တို့ရှင်းမယ် A1 မှာ100ရှိတယ်ဆိုပါစို့နော် B1 မှာကျွန်တော်တို့အဲ့ A1 က100ကိုပြခြင်းနဲ့ဆိုရင် A1 ဆိုပြီးကျွန်တော်တို့ပြရတယ်နော်အဲ့ဒါကိုကျွန်တော် reference လုပ်တယ်လို့ခေါ်တယ်နော်အဲ့ဒီ reference လုပ်ထားတာဟိုအဲ့လိုမျိုး cell name နဲ့ reference မလုပ်ဘဲနဲ့ကျွန်တော်တို့ကဒီကောင်လေးကိုနာမည်သက်ပေးခြင်းနာမည်သက်ပေးခြင်းတာဆိုတော့သူ့ကိုထောက်ပြီး define name လုပ်လိုက်မယ် SCLC ဆိုပြီးတော့နာမည်ပေးလိုက်မယ်အဲ့ဒါကိုကျွန်တော်တို့ကရှင်းမယ်တခြားတနေရာကနေလှမ်းခေါ်ခြင်းတယ်ဆို equal SCLC ဆိုပြီးတော့လှမ်းခေါ်ရတယ်နော်အဲ့ဒါကိုကျွန်တော်တို့ဘာလို့လဲဆိုတော့define name define လုပ်တာပေါ့ name request လုပ်လိုက်တယ်လို့ခေါ်တယ်နော်အဲ့ဒီကျွန်တော်တို့ပေးထားတဲ့ name တွေဘယ်ထဲမှာရှိလဲဆိုတော့ name manager ထဲမှာပြန်ကြည့်လိုက်ဒီမှာ C ဆိုပြီးနာမည်ပေးထားတယ်ဘာလို့ရှိ3ရဲ့က P1 A1 လေးကိုနော် A1 လေးကိုကျွန်တော်တို့ကနာမည်ပေးထားတယ်ဘယ်လိုပေးထားအောင် C ဆိုပြီးနာမည်ပေးထားအဲ့ဒါကိုကျွန်တော်တို့ဘယ်နေရာကနေပဲခေါ်ဘယ်ရှိကနေပဲခေါ်တော့ခေါ်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့က name define လုပ်တယ်လို့ခေါ်တယ်နော် push shortcut equal A1 ဆိုပြီးကျွန်တော်ရေးထားတယ်အဲ့ဒါကိုကျွန်တော်တို့က F4 လေးကိုနှိပ်ပြီးတော့မှာပြောင်းလိုက်တာတော့အဇိုလူပြောင်းလိုက်တာဟုတ်ပြီအဇိုလူပြောင်းလိုက်တာအဲ့ F4 လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့က mid reference ပြောင်းလိုက်လေရတယ်ခုနကတော့ဒီပုံမှန် relative reference ကိုပြန်ပြောင်းလဲရတယ်နောက်တစ်ခုအဇိုလူ reference ကိုပြောင်းလဲရတယ်ဘာကိုပဲပြောင်း F4 လေးကိုနှိပ်ပြီးတော့ပြောင်းလဲလို့ရတယ်အဲ့ဒါကိုပြောချင်တာပါနော်ကျေးဇူးတင်ပါတယ်